ဖေးဆိုတဲ့ blank ကိုဖောက်ချင်ဖြစ်ပါရဲ့ရှင်။ရောင်လေးရတယ်အများကြီးတော့ဒါပေမဲ့ဒီရောင်လေးရဲ့ပုတ်ချင်တဲ့ဒီဖုံးပေါ်ကဘူးပေါ်ကအရောင်လေးပုတ်ချင်တယ်ပေါ့နော်။ဒီချက်သွေးလိုအနေလေးနဲ့စစ်စစ်ရလေးအားလေးပုတ်ချင်တယ်။ကျန်တဲ့ဟာတွေကတော့အရောင်လေးမျိုးပေါ့။ဒီရောင်လေးတို့မကြိုက်ဒါလေးတို့မကြိုက်ပေါ့။ရောင်လေးတို့မကြိုက်အရောင်လေးနဲ့ပုတ်ချင်။ဟုတ်ကြည့်တော့ဒီအောင်လေးပောက်ပါတယ်စိမ့်လေးရဲ့အပန်းအောင်လေးစထားရအောင်နော်စိမ့်လေးရဲ့ပန်းအောင်လေးဆိုဒီအောင်လေးပောက်ပါတယ်ဒါမပေါ့ဘူးဟုတ်တယ်ရုံးလေးရဲ့ပေါ့ချက်သွေးလေးလို့ကျဟုတ်ဘာချစ်စရာလေးချစ်စရာလေးဒီအောင်လေးချစ်စရာလေးဒီအောင်ပောက်ပါတယ်ရှိဒီမှာကျတော့တိတ်မလားဒီမှာပြတာတိတ်မလားနော်ချက်လေးပောက်ပါတယ်အစိမ့်ခုံတော့ပြားလေးရဲ့လိုပန်းအောင်လေးဟီတီတီတော့တော့ဒီနေတန်ချစ်စရာလေးပြားလေးတော့အစိမ်းရဖြူရဟုတ်ဆိုလက်ဖြူလေးလက်ဖြူမင်းနေရလေဟာ secret ပုတ်တာဒီကပုတ်တာ secret ပုတ်တာစကြင်ဒီကထင်နေတော့အယောင်ကြည့်ပြီးဒီကမဟုတ်တာ secret ပုတ်တာsecret ပုတ်တာပဲရှင်တန်ချစ်စရာလေးအစိမ်းအောင်ဆိုတော့မကြိုက်ဘူးတို့မှအစိမ်းမြင်သွားတော့စိမ်းအောင်ဆိုဒီမှာဒီရောင်ကြီးစိမ်းစက်တယ်ရောဒီအောင်မဟုတ်ဒီနားကဒါလေးပုတ်တာမနေရလေးနဲ့ဒါလေးပုတ်တာ secret ပါရှင်တန်ချစ်စရာလေးဒါလေးဆိုင်ချစ်စတမိုင်းဒါလေးကောင်းပြဖြစ်ပါလေရှင် bye